ယောက်ျားရှင်ဘာလုပ်နေရငါဖုန်းကြည့်နာလေးမိမရဲ့ရှင်ဖုန်းကြည့်နေတာဆိုရင်တတဟောငါမေးလို့အော်နေတာမင်းသားအိတ်သွားပြီငါခုလေးနေသိပ်ပြီးလို့ဖုန်းကြည့်နေတာရှင်တော့တေရောတေချာလို့လားดีကြပါတယ်ငါမိမရနင်းသားခေါ်ခူးနဲ့အိမ်မထဲတောင်အကောင်ပြေးလွှာဆော့နေတော့ပြီအဲ့ဒါဆိုရင်တေချာတတဆိုရင်ရှင်နောက်ကိုတစ်ချက်လောက်လှည့်ကြည့်လိုက်ပါဦးတော့ဟမ်ပါတော့ဟာငါသာမင်းအိမ်နေလေဘလို့ဖြစ်နေတာတော့ဟာရှင်တို့သားဖားတော့နော်လှုပ်လိုက်ရင်တော့အာမင်းကွာဖေးချင်းကထားပြီးတော့ဖေဖေဖုန်းခိုးကြည့်နေတာတော့တတအိမ်နေပြီးမှတ်နေတာတားရဖေဖေခုမှသိပ်ပြီးတော့ကွာပြန်သိလိုက်ဒီတစ်ခါတော့အိမ်အောင်တေချာသိမ့်နော်လာအိမ်မယ်လာဖေဖေပြန်သိမ့်မယ်ငါဖုန်းကြည့်ရအောင်ဝင်ဒါခရိုင်ကြည့်လာပါခင်ဗျာတားဖေဖေသိမ့်မယ်ကူတော့ဒီအဖေနဲ့တော့နော်ကလေးသိခိုင်းတာကလေးကမြူတူကြီးအဖေကခေါ်ခီးနေအိတ်နေပြီတာကြီးငါလည်းတန်မြာကြီးလေးတိုက်ပါဦးဟာနေဘူးနဲ့မောလို့ပါဟာတောက်ရှင်မင်းကိုယ့်ဘာကိုဖြောတော့ပါလားကွာအာယုံတော့ဖြောပြီးသားရှိနေတာပဲကွာတက်မုတ်လောက်ပါကွာတော်မင်းတက်မုတ်ဆိုရင်ကြောက်နေပြီတစ်ခွက်ပဲမင်းတော်ဟာလှလိုက်တာကွာဖင်းမာတော့ဟာဘာမှမပေါ့အဖွားကြီးပါကွာမင်းဘာထည့်လိုက်တာအောင်ငါထဲကိုအော်အေးဘာထည့်ရမှာတော့ငါဘာမှမထည့်ဘူးမင်းနဲ့ငါနဲ့လူကြည့်နေတာလေမင်းလက်ခုပ်ထဲကနေပြီးထည့်ပြီးမွေးလိုက်တာငါမြင်နေတော့ရောက်မင်းမယုံဘူးမင်းတောက်ပြတောက်ပြရောက်မထည့်ပါဘူးဆိုမှကွာတားကြီးကလည်းဟဲ့အောင်မထိမလုံးနဲ့အကုန်တော့ဟဲ့အောင်မင်းဘာထွေးမလို့ခုမျိုးချရအောင်မျိုးချပြီးပြီနော်မဆန်းမင်းငါ့ကိုထဲချင်တဲ့ကောင်ခုမင်းခံရပြီမလားငါတော့ပါလိမ့်မယ်မင်းအဲ့လိုငါမမြင်ဘူးမှန်တယ်တမ်းမြအေးချူအေးကောင်းလိုက်တော့ကွာငါအကျဉ်ပိုင်းနေစော်လေးနဲ့သွားစားမယ်ဗျာခင်ဗျားတို့ထင်တဲ့ဟာတော့မဟုတ်ဘူးနော်စားမှာတောက်မှာကိုပြောတာပါဗျာလို့ကျွန်တော်ဒီနေ့ဘာလေးလည်းမသိဘူးပြားကြီးတွေကိုပါဇက်ထဲကိုလိတ်တယ်ပြီးထဲတယ်လိုက်တာဗျာစော်လေးနဲ့သွားတွေ့တာစော်လေးကဝဲကျွေးမယ်ဆိုလို့အပြင်မှာသွားတွေ့လိုက်တာဗျာကျွန်တော်ကလည်းပြင်ဆိုတယောက်တည်းထွက်လို့မရဘူးဘေးကကလေးလေးပါမှထွက်လို့ရတာဆိုတော့အေးအဲကောင်ပါမှကိုထွက်ရနေတာဒါကြောင့်မလို့စော်လေးနဲ့ကိုကောင်းကိုမကြည်နူးကြပါဗျာအဲကောင်ချော့နေရတာနဲ့ပြန်ပြောမှစိုးတာနဲ့ချော့နေရတာဗျာသူ့သွားလျာချီးနေရတာနဲ့စော်လေးလက်ကိုမကန်ရပါဘူးဗျာသွားလိုက်အဲ့တိုင်းကြည့်ပါပဲအိမ်ကသူမပိုင်မလွတ်ဘူးဗျစော်လေးကလည်းစိတ်ညစ်နေပါပြီဗျာဒါပေမဲ့စော်လေးကဟိုကြည့်ဒီကြည့်နဲ့ဝင်ရှိုးလေးရှိုးခိုင်းတော့ကျွန်တော်ကြည့်ခဲ့ပါတယ်ဗျာကိုမပေးပါဘူးဗျာအဲ့ဒါနဲ့ပြန်ထွက်လာပြီးတော့ဟိုကြည့်ဒီကြည့်ဂိုင်းကြည့်တယ်အသားတွေကကောင်းတယ်ဗျာကြိုက်တယ်ဗျာဒါပေမဲ့ဝယ်မပြီးတော့ပြန်ထွက်လာတယ်ဝယ်ပေးတဲ့ဘောင်းမီလေးတစ်ထည်ပဲကျွန်တော်ကောက်ယူမဲဆိုပြီးတော့ဝစ်ကြည့်တယ်ဗျာဝစ်တဲ့ခန်းထဲမှာဟိုကောင်လိုက်ရှုပ်တယ်ဗျာသူကထိတ်နေရပါသေးတယ်ဗျာပြန်မပြောပါစေနဲ့လို့လဲစော်လေးနဲ့တွေ့တာကိုလဲသူ့မှားသေးတယ်ဗျာဘိုင်တူကွီအကိုတယောက်တည်းနော်ဘာမှမလဲဗျဟာမင်းဘာစကားပြောဒီမှာတယောက်ထိုင်တာ2ယောက်လေးမင်းမြင်ရသားခင်ဗျာ2ယောက်ဟုတ်တယ်လေဘာဒီကြောင်းတာတော့ဒီမှာတယောက်2ယောက်လေးဟင်ဟဲ့အောင်ဘာကြည့်နာတော့အာဒီကောင်ကြောင်းတော့နဲ့ဒီမှာမားနေပြီလေငါတင်ငယ်ချင်းอ่ะဗျာဘာမားတာတော့ဒီကောင်ကြောင်းတော့နဲ့ဟဲ့အောင်မင်းနားဟောမျက်လုံးကမပါဘူးလားဒီကောင်မားနေတာစတော်ဘယ်ရီရဲ့တပြည့်သီးရဲ့မားနေတာမြန်သွားချသွားဟမ်ဟုတ်လားဟုတ်လားချပေးမယ်ရွာသားသပွဲထိုးလေးတော့ဓာတ်တုံကြီးရမှာတော့ခက်ခံလိုက်ရပြီတကယ်2ယောက်မှတ်ဟာငါပဲမမြင်တာလားသူပဲကြောင်တာလားမသိတော့ဘူးဟာမာတာငါတငယ်ချင်းမာတာလေကွာငါတငယ်ချင်းဘက်ကိုချဟမ်ဟိုဘက်ဟမ်ဟုတ်စားပါဟာဘာကြောင်ကြည့်နာတော့ငါတငယ်ချင်းကတခွားမွေးနောက်ထပ်တပွဲတဲ့မားနေတာတော်ဗျာဟုတ်တခွားမွေးတပွဲရပါပြီဗျအခု3ဆောင်ပါနော်ဘိုက်တော့မြည်ပြီကွာလစ်တော့မယ်ဝေးတာငါရေးကြီးသွားတာရှိလို့ရင်သွားနေမယ်ဒီမှာငါတငယ်ချင်းသူရှင်းလိုက်မယ်နော်သွားပြီဗျာဟုတ်အခုကလေဟာပြန်လာအောင်မလားဟင်ဒါလည်းမမြင်ဘေးလေးရှင်းပြပါအောင်ဗျာကျွန်တော်လှုပ်ပြုတ်တော့မှထင်တယ်ငါမြင်တော့ဘာမှလည်းရှိဘူးအကိုခန့်ရင်လေးကဘယ်လောက်တော့တပိတ်တာ2000ပါဗျာဟုတ်လား
အဲ့လိုခဏနေကျမကောင်လေးနဲ့လာဝယ်မယ်2000လို့ပြောတော့2000နော်ဗျာဟုတ်ကဲ့ကိုခန်းကျင်ဒီဝယ်ခြင်းနဲ့ဘယ်လေးဘေဘီလေးရခန်းကျင်ဒီကဘယ်လောက်လဲကို2000ပါကို2000လာမေးဘူးလေထဲထဲဝင်ရတယ်တပိတ်တာထဲလိုက်တော့ဟုတ်ကဲ့ကိုရပြီကိုရောဟုတ်ကျေးဇူးပါဗျဘေဘီလေးစားချင်တာရပြီတော့မယ်လားကျေးဇူးတူဒါနဲ့တူဟူနာအကြောင်းနေနော်တဲလိုက်တဲ့မယ်ဟဲ့ငါ1000ပေးကျန်တာနေယူလိုက်ဟုတ်ကဲ့ပါဗျာဟာဇူးပေါ့ရှိသေးရဲ့ဟဲ့ရှယ်ပဲဟဲ့အမင်းခန့်ကျင်ဒီမြူတော့ငါပတ်စံပြန်ပေးတော့ဗျာမလုံးနဲ့သူနဲ့ငါနဲ့ပြက်သွားပြီ20စက္ကန့်အတွင်းရော့ပြန်ပေးဗျာဟုတ်ဘေမိမလေးလွဲလို့မလွယ်ဟာငါခင်းရင်ဒီတော့ပြန်ရပါတယ်ဒီကောင်ငါကပုံစားတွေက1000ကဘလူးပါသွားသူပေးတာလဲ2000ငါဟာလည်းပြန်ရတယ်ဟုတ်သေးပါဘူးဟာပတ်စံ1000နဲ့ညီဟာငါပတ်စံကြည့်တော့ဟာမဘာလို့တော့ဒါကျွန်တော်ရင်တွေ့ရနော်ဟာငါလည်းတွေ့တာပဲငါနဲ့လည်းဆိုင်တာပဲအဲ့လိုပြောချင်ဆိုကျွန်တော်လည်းတဝက်ဆိုင်တာပဲကျွန်တော်တဝက်ကင်ထားတာဟာမောင်လေးကလည်းတူတွေ့တာပဲတယောက်တော့ခွဲယူကြမယ်ပြီးတာပဲအဲ့ဆိုတယောက်တော့နော်ရော့9000ဒါသားယူပြီမောင်လေးကလည်းအမ1000နဲ့လိုချင်လို့မောင်လေး9000နဲ့ယူလိုက်နော်ဟာအမကလည်းလောက်ပါမောင်လေးရဲ့တူပဲတယောက်တော့ပဲဟာပြီးရောရော့အေးမောင်လေးကျေးဇူးပဲနော်ဟေးအိမ်နဲ့နေနေ9000ကောက်ရပြီမောဝယ်စားမယ်ဟုတ်ရဲ့မောင်လေးဟုတ်တယ်ငါ9000ရဟုတ်တယ်မောဝယ်စားမယ်9000နဲ့ဒီ9000နဲ့ပေါင်းပြီးမိုးဝယ်စားမယ်ဟာငါ9000ကြာနေခဲ့ပြီကိုအိမ်မှာမီလို့မရှိဘူးမြင်လာခဲ့ဟာဒီချိန်ကိုစောင့်နေတာလာပြီကိုဟိုကမမေ့ခဲ့နဲ့နော်ဟာရှိတယ်ချစ်အဲ့ဒါအတွဲလိုက်ဝယ်ထားတာအတွဲလိုက်ဆောင်းထားတာရှိတယ် ဝါ ဟဲ့အတွဲလိုက်ကြီးဆိုတော့လွန်နာပေါ်ကိုရဲ့ဟာမလူမဟုတ်ချစ်ကလည်းလူကြီးကိုမရှိတော့လေဟုတ်ပါပြီကိုရဲ့ဟာချစ်ကလည်းအရှင်နေပုတ်တယ်ဒါပဲချစ်တာအစင်းစောင့်နေတော့ကိုခုချက်ချင်းလာပြီဇုဖန်တော့တူအောင်လေစားမယ်အပြီးပြင်မယ်ကိုမင်းဖောက်နေတာပဲကွာမင်းကလည်းငါတက်တော့ဘူးတော့နာအဲ့နတ်ကဘာလို့နေကြတော့ဟဲ့နင်တို့လက်ထက်ဘာတွေအောင်ပြလူကြီးတွေမရှိတော့ရှမ်းကြီးလက်ဖက်စားနေရပါဗျတော့ကောင်းတယ်ဟဲ့ငါတို့လက်ရှင်းကြီးမပြီးလက်ဖက်တောင်ကြိုက်တယ်လေပေးအောင်လူကောင်မီတမီမစားသေးဘူးလေတမီမစားသေးဘူးတမီစားဖို့ခေါ်တာယူမေတို့ဒီဝိုင်းစားနေတာဟဲ့ကြောင်တော့ကြည့်သွားဘာစားနေလဲဆိုအောင်ကြည့်သွားစားနေတဲ့သားကလေးကိုကြည့်သားဘာတွေစားနေလဲဆိုတော့လက်မတွေထောင်းပြီးတော့ကိုစပြင်းနေတာချက်သားတွေကိုနေတဲ့ထဲပြီးစလက်ရွက်ထဲကိုတိတ်ပြီးတော့စနေတာအားလုံးမကြည့်ကြဆိုကြည့်ကြတော့ဗျာမိုက်တယ်ဗျာကြည့်လိုက်ပါဦးခင်ဗျာကျွန်တော်ကတော့အတန်ရတော့မိုက်တယ်ဗျာတုံးနဲ့ဗျာမြည်တယ်ဗျာနားထောင်ရတော့နဝင်းချိုးလိုက်တဲ့ပြားကြီးကမှသူ့ထက်ချိုးမှမဟုတ်ပါဘူးဗျာသူ့တန်ကရန်ကိုချိုးပါတယ်ဗျာလို့ကျွန်တော်ရန်ကြိုက်ခဲ့တဲ့ဘိန်းလေးပါဗျာအိမ်မှာပဲထားပါတယ်ခုတော့အိမ်ကပြန်နိုးပြီးတော့လန့်ပြီးတော့ပို့လိုက်ပါတယ်ဗျာကျွန်တော်တို့နားထောင်နေပါတယ်ကဲဒါပြီးတော့စားမယ်ဗျာဒီစားတဲ့သားတွေကတော့ကျွန်တော်ရမ်းကြိုက်ပါတယ်ကြက်သားဆိုရမ်းကြိုက်လို့နာမည်တော်ကြက်ကြော်လို့ပေးတော့ပါတယ်ဗျာပို့တော့ထုတ်သွားမယ်ဗျာအဲ့ဒါနဲ့တနုံးကျွန်တော်ကိုယ်တချစ်တောင်းဝီဆက်တာတော့ခင်ဗျားတို့ကိုယ်တိုင်ဒါနားထောင်ကြည့်လိုက်ပါတော့ဗျာဒီလောက်ကောင်းတဲ့တန်ကိုကျွန်တော်ဒီလောက်အကြိုက်ဆုံးမဲ့ခင်ဗျာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်လို့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးကြားတဲ့အတွက်မမကြီးဩဖုန်းပြောနေတာပဲမမကြီးအေးညီမလေးစင်ပြေရဟေးအမလေးနင့်ကိုမြင်တယ်လိုင်းပေါ်မှာလေအဲ့ဒီနင့်ကြည့်ပြီးတော့မှလေးမဝမ်းနေတာနေမမကြီးကသိလားငါညီမလေးစင်ပြေတာမကြီးကဝမ်းတာပါတယ်ချောမောလှပနေငါညီမလေးတော်တော်လေးအသွင်ပြင်းနေပြောင်းလဲသွားတာအေးဒီမြတ်နိုင်ငံမှာနေရတယ်ဆိုတော့လေးမမနေဒေါ်လာတွေအများကြီးရတာပေါ့ဟုတ်လားအေးငါညီမလေးစင်ပြေမမလာ
နော် တားလည်းဖုန်းပြောမယ်လေတားပေးဦးတားလည်းဖုန်းပြောမယ် အေးပါညီမလေးအေးညီမလေးအေးနင်ကောင်းပြီးတာပါပဲနင်နောက်နေ့မှဗီဒီယိုကောပြောကြတာဗောနော်ညီမလေး မမလက်နဲ့တားပြောမယ်လေမမလက်နေကောင်းလားလို့မေးပေးဦး ဩဖုန်းကလည်းပြောနေနေလိုင်းနေမကောင်းတော့ဘူးဟေးဒါနဲ့နင်ကဘာလာလောက်တာတော့ အော်ဟုတ်တာဘာမှလားမလုပ်ပါဘူးကွာဒီနေ့ကမမလက်နဲ့ဖုန်းပြောမယ်နေဆိုတာဒါတီလို့မှတ်ထားတာအဲအကြောင်းမလို့မမလက်နဲ့ဖုန်းပြောချင်လို့ဒါဒီနေ့လာခဲ့လိုက်တာ ဖုန်းပြောချင်းနောက်နေ့မှလာဖုန်းလိုက်နေမကောင်းတော့ကြာသွားပြီနောက်နေ့ချိန်ထားတယ်ဗီဒီယိုကောပြောမှာနော်အနင်လာလက်စနဲ့တခါတည်းအဲ့ရေဘူးတဲ့အိမ်မော်တင်ပေးစမ်းပြီးရင်သွားတော့ အော်ဟုတ်ကဲ့မမကြီးဟုတ်